လက်ရှိချိန်မှာရုရှားယူကရိန်းစစ်ပွဲကတော့တစ်ဖက်နဲ့တစ်ဖက်စစ်ဆက်ညှိနှိုင်းဆွေးနွေးရင်းနဲ့ပဲအဆုံးသတ်ဖို့များမယ်ထင်ပါတယ်။သမ္မတဒေါ်နယ်ထရန့်ကမီးစာတစ်ဖက်ရှင်းမှုတစ်ဖက်နဲ့ကစားနေတာကြောင့်သာကြောက်ကစားဖြစ်နေရတာပါ။အချိန်တစ်ခုကြာရင်တော့အားလုံးကစပွဲဝိုင်းပေါ်တက်လာလိမ့်မယ်ထင်ပါတယ်။မကြာခင်မှာလဲထရန့်ဟာယူကရိန်းသမ္မတဇယ်လန်စကီနဲ့ရောရုရှားသမ္မတဗလာဒီမာပူတင်နဲ့မှတွေ့ဆုံဆွေးနွေးသွားဖို့ရှိနေသေးတာကြောင့်ဒီနှစ်ဒါမှမဟုတ်နောက်နှစ်ထဲမှာအဖြစ်တစ်ခုတဲတဲကွဲကွဲသိရနိုင်ပါတယ်။ဒါပေမဲ့ဗတ်အားလုံးစပွဲဝိုင်းပေါ်ရောက်လာလို့ငြိမ်းချမ်းရေးကိစ္စအဆင်ပြေသွားရင်ရောဘာဆက်ဖြစ်မလဲ။တေချာတာကတော့ရှားပြီးသားငြိမ်းချမ်းရေးကိုဆက်လက်တည်မြဲနေအောင်ထိန်းသိမ်းဖို့လုပ်ရမှာဖြစ်ပါတယ်။ဒီကိစ္စကညှိနှိုင်းဆွေးနွေးမှုတွေစလုပ်စဉ်ကတည်းကယူကရိန်းနဲ့ဥရောပမဟာမိတ်တွေစိုးရိမ်နေကြရတဲ့ကိစ္စဖြစ်ပါတယ်။တိကျတဲ့အတိုင်းပဲပူတင်ဆိုတာကလည်းခုတစ်မျိုးတော်ကြတစ်မျိုးအခုစကားတစ်မျိုးပြောရင်နောက်ကျတစ်မျိုးဖြစ်သွားတဲ့သူကိုပေးထားတဲ့ကတိကိုမတည်တတ်သူဆိုတော့လေသူတို့တွေစိုးရိမ်နေကြရတာပါ။ဒါကြောင့်ငြိမ်းချမ်းရေးသဘောတူညီမှုရခဲ့ပြီးရေရှည်ထိန်းသိမ်းထားနိုင်ဖို့ကအရေးကြီးပါတယ်။ဒါကြောင့်လေယူကရိန်းအတွက်တော့သဘောတူညီချက်တင်တာမကပဲငြိမ်းချမ်းရေးအာမခံချက်ပါလိုအပ်နေတာဖြစ်ပါတယ်။လက်ရှိအခြေအနေတွေအရတော့ယူကရိန်းအတွက်မျှော်လင့်ချက်လမ်းစာတွေပေါ်လာခဲ့ပါပြီ။ဇီလန်စကီတစ်ချိန်လုံးတောင်းဆိုနေတဲ့လုံခြုံရေးအာမခံချက်ကိုရဖို့နှိစက်နေပြီလို့ပဲပြောရပါမယ်။တနည်းအားဖြင့်ဥရောပတပ်တွေကယူကရိန်းထဲကိုဝင်ရောက်ဖို့အသင့်ဖြစ်နေပြီဖြစ်ပါတယ်။ဒီကိစ္စနဲ့ပတ်သက်လို့စတင်ပြောလာတဲ့နိုင်ငံကတော့ဗြိတိန်ပဲဖြစ်ပါတယ်။ဗြိတိန်ကယူကရိန်းရှေ့နဲ့ပတ်သက်လို့ကိုယ်ဆန္ဒအလျောက်မဟာမိတ်ဖွဲ့ထားတဲ့နိုင်ငံတကာမဟာမိတ်တပ်ဖွဲ့တစ်ဖွဲ့ဖြစ်လာစေဖို့ဥဆောင်နေတဲ့နိုင်ငံမှာယူကရိန်းကိုလုံခြုံရေးအာမခံချက်ပေးနိုင်ဖို့အတွက်ဆိုရင်နိုင်ငံတကာမဟာမိတ်တပ်ဖွဲ့တစ်ဖွဲ့လိုအပ်ပါတယ်။ယူကရိန်းနယ်မြေထဲမှာတပ်ဖြန့်တာကစလို့ငြိမ်းချမ်းရေးသဘောတူညီချက်ခိုင်မြဲစေဖို့အတွက်အခြားလိုအပ်တဲ့အရာအလုံးကိုဆောင်ရွက်ပေးသွားမယ်တပ်ဖွဲ့တစ်ဖွဲ့ဖြစ်ပါတယ်။ဗြိတိန်ရဲ့ကာကွယ်ရေးဝန်ကြီးဂျွန်ဟီလီကဥရောပမဟာမိတ်တပ်ဖွဲ့ဖွဲ့စည်းဖို့နဲ့ပတ်သက်လို့ပြီးခဲ့တဲ့အောက်တိုဘာလ20ရက်နေ့လောက်တုန်းကလန်ဒန်မှာအရေးမျိုးထုတ်ဖော်ပြောကြားခဲ့တာကိုတွေ့ရပါတယ်။ရုရှားယူကရိန်းစစ်ပွဲကငြိမ်းချမ်းရေးရဖို့ဖြစ်နိုင်ခြေတွေရှိနေပြီလို့ဟီလီကဆိုခဲ့တာဖြစ်ပါတယ်။တကယ်လို့အမေရိကန်သမ္မတဒေါ်နယ်ထရန့်သာရုရှားယူကရိန်းနှစ်ဖက်စလုံးကိုငြိမ်းချမ်းရေးရအောင်ညှိနှိုင်းပေးနိုင်ခဲ့မယ်ဆိုရင်ဥရောပဘက်ကလည်းငြိမ်းချမ်းရေးကိုကာလရှည်ခိုင်မြဲအောင်ကူညီပေးသွားဖို့အသင့်ဖြစ်နေပြီလို့လည်းဟီလီကပြောပါတယ်။ဒီနေရာမှာကာလရှည်ဆိုတဲ့စကားလုံးကတော်တော်လေးအရေးကြီးပါတယ်။ဟီလီကဘာကိုရည်ရွယ်ပြီးပြောခဲ့တာဖြစ်မယ်ထင်ပါတယ်။ဟုတ်ပါတယ်။ BBC နဲ့အင်တာဗျူးတုန်းကလည်းဟီလီကဒီအတိုင်းပဲပြောခဲ့ပူပါတယ်။အဲ့ဒီတုန်းကတော့ဟီလီကဗြိတိန်တပ်သားတွေဟာယူကရိန်းမှာတပ်ဆွဲဖို့အသင့်ဖြစ်နေပြီလို့ဆိုခဲ့တာပါ။ဗြိတိန်နေမကပါဘူးအခြားဥရောပနိုင်ငံတော်တော်များများကလည်းဒီလိုလုပ်ဖို့ဆန္ဒရှိနေတယ်။မဟာမိတ်တပ်ဖွဲ့တစ်ဖွဲ့တိစောက်ပြီးယူကရိန်းမှာကာလရှည်တပ်ဖြန့်ချထားဖို့ပြင်ဆင်နေတယ်လို့ဟီလီကအတည်ပြုခဲ့တာပါ။စစ်ဘက်ဆိုင်ရာခေါင်းဆောင်အယောက်200အပါအဝင်ဥရောပနိုင်ငံ38နိုင်ငံနဲ့အထက်ကနောက်ဆုံး6လမှာကြကုတ်ကြခဲပြင်ဆင်နေခဲ့တာဆိုတော့အဆင်ပြေတာနဲ့တပြိုင်နက်ယူကရိန်းကိုဝင်ရောက်ဖို့အသင့်ဖြစ်နေတဲ့သဘောပါပဲ။ရုရှားနဲ့ယူကရိန်းတို့သာငြိမ်းချမ်းရေးသဘောတူညီချက်ရခဲ့မယ်ဆိုရင်ဗြိတိန်ကအသုံးစိတ်တော်တော်များများလဲကိုယ့်အိတ်ထဲကကိုစိုက်ထုတ်သုံးဆွဲသွားမှာဖြစ်ပါတယ်။တလောထုတ်ပြန်ကြေညာထားချက်တွေအရတော့ဗြိတိန်ကယူကရိန်းရေးအတွက်စတာလင်ပေါင်တန်း100ကျော်ထုတ်သုံးသွားဖို့ရှိပါတယ်။ဒါကအမေရိကန်ဒေါ်လာ133သန်းနဲ့ညီမျှတဲ့ပမာဏဖြစ်ပါတယ်။ယူကရိန်းတပ်ကိုတပ်ဖြန့်ချထားဖို့လိုအပ်တဲ့အရာမှန်သမျှအတွက်သုံးစွဲသွားမယ့်အသုံးစရိတ်လည်းဖြစ်ပါတယ်။ဒါပေမဲ့လည်းဒီနေရာမှာချွင်းချက်လေးအနည်းငယ်တော့ရှိနေပြန်ပါသေးတယ်။ဥရောပမဟာမိတ်တပ်ကယူကရိန်းအကျိုးစီးပွားအတွက်အကောင်းဆုံးဖြစ်မှသာယူကရိန်းတပ်ကိုဝင်ရောက်လာမှာဖြစ်ပါတယ်။ဒါကြောင့်ယူကရိန်းအနေနဲ့ငြိမ်းချမ်းရေးဆွေးနွေးပွဲမှာဘယ်လောက်အထိတောင်းဆိုညှိနှိုင်းသွားနိုင်မလဲဆိုတာကိုတစ်ချက်စောင့်ကြည့်ရမှာပါ။တကယ်လို့သာရုရှားဘက်ကမဖြစ်နိုင်တဲ့ညှိနှိုင်းမှုတွေလှုပ်လာခဲ့ပြီးယူကရိန်းဘက်ကလည်းသဘောမတူခဲ့ဘူးဆိုရင်တော့ဥရောပမဟာမိတ်တပ်ကယူကရိန်းတပ်ကိုဝင်လာဖို့မရှိပါဘူးအဆင်ပြေလို့ဝင်လာပြီဆိုရင်လည်းငြိမ်းချမ်းရေးတပ်အတွက်သာဝင်လာမှာမဟုတ်ပါဘူးယူကရိန်းနဲ့အတူပူတင်ကိုရင်ဆိုင်ဖို့အတွက်ရောက်လာမှာဖြစ်ပါတယ်ဆိုလိုတာကတော့ဥရောပမဟာမိတ်တပ်တွေအနေနဲ့ရုရှားနဲ့ယူကရိန်းကြားငြိမ်းချမ်းရေးသဘောတူညီချက်ရလို့ယူကရိန်းတပ်ကိုဝင်လာပြီဆိုရင်ဒီအတိုင်းတက်နေမှာမဟုတ်ပါဘူးရုရှားနဲ့ပူတင်ဘက်ကချိုးဖောက်မှုအားလုံးကိုထိထိရောက်ရောက်တုံ့ပြန်သွားမှာဖြစ်ပါတယ်ဗြိတိန်ဝန်ကြီးချုပ်ဟီလီကိုတိုင်းကဗြိတိန်တပ်သားတွေကိုလုံပိုင်ခွင့်အချို့ပေးသွားဖို့ရှိနေတယ်လို့အတည်ပြုထားတာပဲကြည်ပါဒါကပူတင်ကိုရှင်းရှင်းလင်းလင်းပြောလိုက်တာပါပဲဒါအပြင်ပူတင်ကလည်းဗြိတိန်ကိုနံပါတ်1ရန်သူနိုင်ငံအဖြစ်မြင်နေတယ်လို့ဟီလီကနိုင်ငံတကာကိုတတိပေးထားပါသေးတယ်ပြောရရင်ယူကရိန်းမြေကိုဥရောပမဟာမိတ်တပ်တွေရှောင်းနေပြီဆိုရင်ရုရှားဘက်ကဒရုန်းတစ်စင်းဝင်လာတာနဲ့တပြိုင်နက်ခွင့်ပြုချက်တစ်စုံတရာတောင်းနေစရာမလိုပဲပြစ်ချခွင့်မျိုးတောင်ပေးသွားနိုင်ပါတယ်ဒါကတော့2024ခုနှစ်ထဲမှာအမေရိကန်မှာအသုံးပြုနေတဲ့ဗြိတိန်လက်တက်စကန်၄ခုလောက်ကိုအမည်မသိဒရုန်းတွေဥတီပြန်တန်းလာစဉ်ကတည်းကခွင့်ပြုပေးထားတာဖြစ်ပါတယ်အဲ့ဒီတုန်းကတော့တက်စကန်တွေရှိနေတဲ့ဒီနေရာတွေမှာပဲဗြိတိန်တပ်သားတွေကိုဒီလိုလုံပိုင်ခွင့်မျိုးပေးထားတာပါဒါပေမဲ့လည်းယူကရိန်းတဲကိုဥရောပမဟာမိတ်တပ်တွေအနေနဲ့ရောက်သွားပြီဆိုရင်တော့လေးစိတ်လိုမျိုးရပ်ဘက်ဒီနေရာတွေမှာပါဒီလိုမျိုးလုံပိုင်ခွင့်မျိုးပေးသွားနိုင်ပါတယ်ရုရှားအနေနဲ့ငြိမ်းချမ်းရေးသဘောတူညီချက်တွေကိုချိုးဖောက်ပြီးယူကရိန်းလေပိုင်တဲ့ထဲကိုဝင်ရောက်နှောက်ယှက်မှုတွေလုပ်ခဲ့မယ်။နေတိုတပေါင်းစုနဲ့မဟာမိတ်တပ်တွေရဲ့စစ်ရေးအရင်းမြစ်တွေကိုပြစ်မှတ်ထားခဲ့မယ်ဆိုရင်အချိန်မဆိုင်ပဲတုံ့ပြန်သွားမှာဖြစ်ပါတယ်။ဆိုတော့လက်တလောအတီးပြုတ်နိုင်တဲ့သတင်းတွေအရတော့ဗြိတိန်ဥဆောင်တဲ့ဥရောပမဟာမိတ်တပ်တွေက
Coalition of the Winning ဆိုတဲ့တပ်ပေါင်းစုနာမည်နဲ့အတူ Ukraine တဲကိုဝင်ရောက်ဖို့အသင့်ဖြစ်နေပြီလို့ပဲပြောရပါမယ်။ဒါကအံ့ဩစရာတော့မဟုတ်ပါဘူး။ဗြိတိန်ကဒီမဟာမိတ်တပ်ဖွဲ့ဖြစ်လာဖို့အတွက်ဥဆောင်နေခဲ့တာကြာပြီမို့ပါပဲ။ဗြိတိန်ပါဝင်ဥရောပနိုင်ငံ26နိုင်ငံလောက်ကယူကရိန်းကိုနေတိုတပ်ပေါင်းစုခေါင်းစဉ်အောက်ကမဟုတ်တဲ့အခြားစစ်ရေးအကူအညီတွေပေးနိုင်ဖို့ပြင်ဆင်နေတဲ့ဆိုတာကို Euromedan သတင်းဌာနကအစောကတည်းကဖော်ပြထားခဲ့ပူပါတယ်။ဒါကဒီနှစ်2025ခုနှစ်နှစ်စပိုင်းမှာဒေါ်နယ်ထရန့်တက်လာချိန်ကစပြီးယူကရိန်းကိုအမေရိကန်ကပေးနေတဲ့စစ်ရေးအကူအညီတွေရော့ကျသွားခဲ့ပြီးနောက်ပိုင်းဥရောပဘက်ကစီစဉ်နေတဲ့အစီအစဉ်ဖြစ်ပါတယ်။ယူကရိန်းအတွက်စစ်ရေးအကူအညီကိုစဉ်ဆက်မပြတ်ပေးနိုင်ဖို့ကအရေးကြီးတယ်လို့ဥရောပနိုင်ငံတွေဘက်ကယုံကြည်ထားတာပါ။ယူကရိန်းကလည်းအမေရိကန်ကသူတို့အတွက်မျှတတဲ့ငြိမ်းချမ်းရေးကိုယူဆောင်ပေးနိုင်ဖို့မျှော်လင့်နေပါတယ်။ဒါပေမဲ့လည်းထရန့်ကတော့ငြိမ်းချမ်းရေးအတွက်သာလုပ်နေပြီးလိုအပ်တဲ့နောက်ဆက်တွဲလုံခြုံရေးအာမခံချက်ကိုမပေးလိုတာကြောင့်အားလုံးအခက်တွေ့နေရတာပါ။ဒီချိန်မှာဗြိတိန်ကဦးဆောင်ပြီးဥရောပသမဂ္ဂအဖွဲ့ဝင်နိုင်ငံတွေသာမကအဖွဲ့ဝင်မဟုတ်တဲ့ဥရောပနိုင်ငံတွေပါပါဝင်တဲ့မဟာမိတ်တပ်ဖွဲ့တစ်ဖွဲ့ကိုဖွဲ့စည်းနေတာဖြစ်ပါတယ်။ပူးတွဲလက်ကျင့်ယူတွေမကြာခဏလုပ်နေတယ်လို့တပ်ဖွဲ့တိုင်းကိုလည်းလက်နက်အင်အားအလုံးလောက်တပ်ဆင်ပေးပြီးယူကရိန်းရဲ့အချုပ်အခြာအာဏာကိုအာမခံချက်ပေးနိုင်ဖို့အတွက်ကြိုးစားနေတာဖြစ်ပါတယ်။ဒီလိုမဟာမိတ်တပ်ဖွဲ့မျိုးရှိမှလည်းရုရှားယူကရိန်းစစ်ပွဲအလွန်မှာယူကရိန်းအတွက်လုံခြုံရေးအာမခံချက်ရနိုင်မှာပါ။နောက်ရင်တော့အရာအလုံးပူတင်ရဲ့အကြိုက်ပဲဖြစ်သွားပါလိမ့်မယ်။ဒါပေမဲ့လည်းဥရောပမဟာမိတ်တပ်သားစီစဉ်ထားသလိုမျိုးခိုင်ခိုင်မာမာဖြစ်လာခဲ့မယ်ဆိုရင်တော့ပူတင်အတွက်အိမ်မက်ဆိုးအဖြစ်ကိုပြောင်းလဲသွားမှသိကြပါတယ်။ဗြိတိန်ဝန်ကြီးချုပ်ကီယာစတာမာကိုတိုင်မလကလေးကဥရောပမဟာမိတ်တပ်ဖွဲ့ကိစ္စကိုတွန်းနေတာပါ။ဒါကရုရှားဘက်ကတော့စိုးရိမ်စိတ်တွေတိုးလာစေပါတယ်။လက်ရှိခြေလှမ်းတွေအရလဲဗြိတိန်သားယူကရိန်းကိုနီလန်တစ်တွေနဲ့ပံ့ပိုးထောက်ပံ့လာခဲ့မယ်ဆိုရင်သူ့နောက်ကနေဥရောပနိုင်ငံတော်တော်များများလိုက်လာဖို့ရှိနေပါတယ်။ဥပမာပြောရမယ်ဆိုရင်ဗြိတိန်ကယူကရိန်းကိုတာဝေးပစ် cruise ဒုံးပျံတွေနဲ့ခေတ်သစ်တိုက်ပွဲဝင်တင်ကားတွေကိုပထမဆုံးထောက်ပံ့ပေးခဲ့တဲ့နိုင်ငံဖြစ်ပါတယ်။ဗြိတိန်အစားပြုလိုက်ပြီးနောက်မှသာအခြားဥရောပနိုင်ငံတွေလည်းဗြိတိန်နည်းတူထောက်ပံ့ကူညီလာကြတာဖြစ်ပါတယ်။အခုချိန်မှာလည်းဒီနည်းတိုင်းသွားမှာပါပဲ။2016 Brexit ပြီးဥရောပသမဂ္ဂကနေဗြိတိန်ထွက်လိုက်တာကလည်းယူကရိန်းကိုထောက်ပံ့ကူညီဖို့အတွက်လှုပ်ထုံးလုံနည်းတွေပိုနေသွားစေပါတယ်။တနည်းအားဖြင့်အခြားဥရောပနိုင်ငံတွေထက်ဆိုင်ဗြိတိန်ရဲ့အကူအညီတွေကယူကရိန်းစီကိုပိုပြီးမြန်ဆန်ဆန်ရောက်ပါတယ်။ဗြိတိန်ဘက်ကသဘောထားကတော့ရှင်းပါတယ်။သူတို့ဟာပြည်သူတွေရဲ့ဆန္ဒကြောင့်ဥရောပသမဂ္ဂကနေနှုတ်ထွက်ခဲ့ပေမဲ့လည်းနိုင်ငံတကာအရေးနဲ့ဥရောပတိုက်လုံခြုံရေးအတွက်တော့အရင်တုန်းကလိုမျိုးအာသွန်ခွန်စိုက်ထုတ်သုံးစွဲနေတုံးပဲဆိုတာကိုပြချင်နေတာဖြစ်ပါတယ်။ဒါကြောင့်ယူကရိန်းကိုတော်တော်လေးကူညီထောက်ပံ့ပေးနေတာပါ။ဂျာမနီပြင်သစ်နဲ့အီတလီလိုမျိုးအထူးဥရောပနိုင်ငံတွေနဲ့မဟာမိတ်ဆက်ဆံရေးကိုခိုင်ခိုင်မာမာတည်ဆောက်ချင်နေတဲ့ဗြိတိန်ရဲ့ခြေလှမ်းတွေလို့ပြောရင်လည်းရပါတယ်။ယူကရိန်းဘက်ကကြည့်မယ်ဆိုရင်တော့ဗြိတိန်ကသူတို့ကိုဘာကြောင့်ဒီလောက်အားစိုက်ထုတ်ပြီးကူညီနေတဲ့ဆိုတာကိုသိကြီးတွေးစရာမလိုပါဘူး။သူတို့ပေါ်ပေးထားတဲ့ဂတိကွေးတွေကိုဗြိတိန်ဘက်ကတီးနေရင်ပြီးတာပဲလို့ပဲသဘောထားပါတယ်။ဒီနှစ်အစောပိုင်းဇန်နဝါရီလတုန်းကဆိုရင်ဗြိတိန်နဲ့ယူကရိန်းနှစ်နိုင်ငံဆက်ဆံရေးနှစ်တရာပြည့်ခဲ့ပါတယ်။အဲ့ဒီမှာလည်းဗြိတိန်ကသူတို့ကဘယ်လိုနည်းနဲ့မှယူကရိန်းကိုကူညီထောက်ပံ့ပေးနေတာတွေကိုရှော့ချသွားမှာမဟုတ်ဘူးဆိုတာကိုထပ်ပြီးဂတိကွေးပြုခဲ့လို့ယူကရိန်းကလည်းအချုပ်အခြာအာဏာပိုင်တဲ့နိုင်ငံတကာအနေနဲ့နှစ်ပေါင်းများစွာဆက်ရှိလိမ့်မယ်လို့ယုံကြည်ကြောင်းပါပြောခဲ့ပါတယ်။ယူကရိန်းကိုအချုပ်အခြာအာဏာပိုင်နိုင်ငံအဖြစ်ဆက်မြင်ခြင်းနဲ့ဆိုရင်ရုရှားကျူးကျော်စစ်ကြာရှုံးသွားရမှာဖြစ်ပါတယ်။အဲ့ဒီအတွက်ဗြိတိန်ကအသင့်ရှိနေကြောင်းပါပြသခဲ့တာပါ။နှစ်နိုင်ငံဆက်ဆံရေးနှစ်တရာပြည့်ဆိုတဲ့မဟာမိတ်ခိုင်မြဲမှုကဗြိတိန်နဲ့ပတ်သက်လို့ယူကရိန်းအတွက်ဘာမှစိုးရိမ်စရာအကြောင်းမရှိဘူးလို့ပြောလိုက်တာလည်းဖြစ်ပါတယ်။ဒီနေရာမှာနှစ်ဖက်အစိုးရတွေတင်မကပါဘူးပြည်သူတွေရဲ့ဆန္ဒတွေကိုလည်းထက်တွယ်ရအောင်မှာဖြစ်ပါတယ်။ယူကရိန်းပြည်သူတွေကတော့ပြောနေစရာတော့မလိုပါဘူး။ရုရှားယူကရိန်းစစ်ပွဲမှာပြည်သူတွေရဲ့စိတ်သက်ခွန်အားစိတ်သက်ခိုင်မာပြတ်သားမှုတွေကြောင့်သာရုရှားရဲ့ကျူးကျော်စစ်ကိုအကောင်းဆုံးခုခံတွန်းလှန်နေနိုင်တာဖြစ်ပါတယ်။ယူကရိန်းပြည်သူတွေကတစ်ချိန်လုံးကဆိုဗီယက်အမှောင်ခေတ်ကြီးစီကိုပြန်မသွားလို့ကြပါဘူး။ဒါကြောင့်လည်းအကောင်းဆုံးတိုက်ပွဲဝင်နေတာဖြစ်ပါတယ်။ဗြိတိန်ပြည်သူတွေကလည်းယူကရိန်းနဲ့တသားတည်းရှိတယ်လို့ဆိုရပါမယ်။စစ်တမ်းတွေအရရုရှားယူကရိန်းငြိမ်းချမ်းရေးဆွေးနွေးပွဲရလဒ်ကမျှမျှတတဖြစ်လိမ့်မယ်လို့ယုံကြည်တဲ့သူနေနေပါတယ်။နှစ်စပိုင်းတက်ကဆိုင်အခုချိန်မှာပိုဆိုးနေတယ်လို့မြင်တဲ့သူများလာပါတယ်။ယူကရိန်းကနေမြေပိုင်နယ်တွေစီကိုရုရှားစီတေချာပေါက်ခွဲပေးရလိမ့်မယ်လို့ဗြိတိန်ပြည်သူတွေရဲ့66%ကယုံကြည်နေတယ်လို့ဒီလိုဖြစ်လာမဲ့အရေးကိုအစိုးမြင်နေသူ59%အထိရှိနေပြန်ပါတယ်။တနည်းအားဖြင့်ယူကရိန်းကသူတို့ရဲ့နယ်မြေပိုင်နယ်တွေကိုဘယ်လိုမှခွဲမပေးသင့်ဘူးလို့ဗြိတိန်ပြည်သူတွေကမြင်နေကြတာပါ။တကယ်လို့ငြိမ်းချမ်းရေးသဘောတူညီချက်လက်မှတ်ရေးထိုးပြီးချိန်မှာတောင်ရုရှားကဆယ်စုနှစ်တစုအတွင်းနောက်ထပ်စစ်ပွဲတစ်ပွဲကိုထပ်မံဆင်နွှဲလာနိုင်တယ်လို့မြင်ကြားသူတွေကလည်း65%လောက်ရှိနေပြန်ပါတယ်။ဒါကြောင့်ဥရောပမဟာမိတ်တပ်တက်ဖြစ်လာဖို့ကအရေးကြီးတယ်လို့ဗြိတိန်ပြည်သူအများစုကမြင်ပါတယ်။တော်တော်ပြောရရင်ဗြိတိန်ပြည်သူတွေကလည်းရုရှားယူကရိန်းစစ်ပွဲမှာယူကရိန်းနိုင်တာကိုပဲမြင်ကျင်နေကြတာဖြစ်ပါတယ်။ယူကရိန်းမနိုင်ဘူးဆိုရင်တောင်မှငြိမ်းချမ်းရေးဆွေးနွေးပွဲမှာမျှတကောင်းမွန်တဲ့သဘောတူညီချက်တွေထွက်လာဖို့ဆန္ဒရှိနေကြပါတယ်။ခက်တာကတော့ဗြိတိန်မှာအမျိုးသားရေးအင်အားစုတွေအားကောင်းနေပြီးစီးပွားရေးကလည်းအကျက်တဲတွေ့နေတာကြောင့်ပြည်တွင်းရေးကိုသာအားစိုက်စေချင်နေတဲ့ပြည်သူတွေလည်းရှိနေတာပါ။ ဒီ
ဒီချက်ကရေရှည်မှာယူကရိန်းပေါ်ပြည်တင်ရဲ့အားစိုက်ထုံးမှုတွေကိုလျော့နှဲသွားစေနိုင်တဲ့အချက်တော့ဖြစ်လာနိုင်ပါတယ်။ဘာပဲပြောလက်တလုံးမှာတော့ပြည်တင်အစိုးရသားမကပြည်တင်လူထုကြားမှာပါယူကရိန်းဘက်ရိမ့်တဲ့သဘောထားမျိုးရှိနေတာကကောင်းပါတယ်။ဆိုတော့ဥရောပမဟာမိတ်တပ်အနေနဲ့ယူကရိန်းတပ်ကိုဝင်ချိန်ကြရင်ပြည်တင်ကမဲ့ဥဆောင်သူဖြစ်လာဖို့တည်ကြနေပါတယ်။ကာကွယ်ရေးဝန်ကြီးဟီလီပြောထားတဲ့အထက်မှာပြည်တင်တပ်တွေကအသင်းဖြစ်ုံနေမကပါဘူး။တခြားသောဥရောပနိုင်ငံတွေကလည်းပြည်တင်နဲ့အတူပူးပေါင်းသွားဖို့ရှိနေတယ်လို့အတည်ပြုထားတာလည်းပါပါတယ်။ဒါပေမဲ့လည်းဥရောပမဟာမိတ်တပ်ကဘယ်လိုမျိုးအလုပ်လုပ်မယ်ဆိုတာကိုတော့တိတိကျကျမပြောသေးပါဘူး။အနည်းဆုံးခေါင်းဆောင်အယောက်200လောက်က6လနီးပါးပြင်ဆင်ထားခဲ့ပြီးဖြစ်တယ်လို့သာဟီလီကအရေးမျိုးပြောခဲ့တာပါ။ဒါပေမဲ့လည်းသတင်းတွေအရတော့ဒီကိစ္စအတွက်ပူးပေါင်းပါဝင်ထားတဲ့နိုင်ငံအလုံးကစိတ်အားထက်သန်နေတယ်လို့တော့သိရပါတယ်။ကျွမ်းကျင်သူတွေကတော့ဥရောပမဟာမိတ်တပ်ကကမ္ဘာနဲ့တွန်းမှာကမ္ဘာကူလာသမဂ္ဂရဲ့ငြိမ်းချမ်းရေးတပ်တွေလိုပဲယူကရိန်းမှာအလုပ်လုပ်သွားလိမ့်မယ်လို့သုံးသပ်ထားပါတယ်။ဒါပေမဲ့လည်းဥရောပမဟာမိတ်တပ်တွေအနေနဲ့ကူလာသမဂ္ဂငြိမ်းချမ်းရေးတပ်တွေလိုတော့ဗန်မလိုက်ဝါဒကျင့်သုံးဖို့ခက်ပါတယ်။ကူလာသမဂ္ဂငြိမ်းချမ်းရေးတပ်တွေဆိုတာကနှစ်ဖက်ပဋိပက္ခပြီးဆုံးသွားချိန်မှာအခြေအနေတွေကိုထိန်းသိမ်းဖြစ်လာစေဖို့အတွက်စောင့်ကြည့်သူတွေဖြစ်တာရှိတတ်ကြတာပါ။ဥရောပနိုင်ငံတွေအတွက်တော့ဗန်မလိုက်ဝါဒဆိုတာမရှိတော့ပါဘူးအခုကတည်းကယူကရိန်းကိုစစ်ရေးအကူအညီတွေအပါအဝင်လိုအပ်သမျှကိုပံ့ပိုးပေးနေတာကြောင့်ယူကရိန်းအတွက်သာကြီးဖို့များပါတယ်ယူကရိန်းဘက်ကလည်းဥရောပမဟာမိတ်တပ်ကသူတို့ဘက်မှာရှိနေစေခြင်းမှာသိကြပါတယ်ဒါကြောင့်ယူကရိန်းတပ်ကသာဥရောပမဟာမိတ်တပ်ရောက်လာပြီဆိုရင်အရေးပါတဲ့နေမျိုးတွေမှာအပေါ်စားတန်ချက်ကရှင်ထောင်ပေါင်းများစွာတပ်သားထောင်ပေါင်းများစွာအသုံးပြုပြီးရုရှားရဲ့လှုပ်ရှားမှုတွေကိုအချိန်နဲ့တပြေးညီစောင့်ကြည့်နေပါလိမ့်မယ်ရုရှားဘက်ကငြိမ်းချမ်းသဘောတူညီချက်တွေကိုချိုးဖောက်လာခဲ့မယ်ဆိုရင်တော့အချိန်မဆိုင်ပဲတုံ့ပြန်သွားဖို့အသင့်ရှိနေပါလိမ့်မယ်နောက်ထပ်အမြင်တစ်ခုကတော့ဥရောပမဟာမိတ်တပ်ဟာဂျားကနေစောင့်ကြည့်ပေးသူအဖြစ်တင်တာမကပဲတကယ့်တိုက်ပွဲဝင်ဖို့အတွက်အသင့်ဖြစ်နေတဲ့တပ်တွေကိုသာပေးပို့သွားနိုင်တယ်ဆိုတာပါပဲဒါကတော့ငြိမ်းချမ်းသဘောတူညီချက်ရပြီးနောက်ပိုင်းရုရှားကသာယူကရိန်းကိုထပ်မံကျူးကျော်တိုက်ခိုက်လာခဲ့မယ်ဆိုရင်ထိပ်တိုက်ရင်ဆိုင်သွားဖို့အထိဖြစ်သွားနိုင်ပါတယ်စိတ်ဝင်စားဖို့ကောင်းတာကတော့ဥရောပမဟာမိတ်တပ်ဟာနေတိုတပ်ပေါင်းစုအဖွဲ့ဝင်နိုင်ငံတော်တော်များများနဲ့ဖွဲ့စည်းထားတာဖြစ်ပါတယ်ဒါကြောင့်ဒီနိုင်ငံတွေသာရုရှားနဲ့ထိပ်တိုက်တွေ့ခဲ့မယ်ဆိုရင်တနွယ်ငင်တစင်ပါဆိုသလိုနေတိုတပ်ပေါင်းစုတစ်ခုလုံးပါရုရှားနဲ့စစ်ပွဲတွေကိုဝင်ရောက်သွားနိုင်ပါတယ်ဒါကြောင့်ဒီနီလန်းကနည်းနည်းလေးတော့အနည်းများပါတယ်ကျွမ်းကျင်သူတွေကတော့ဥရောပမဟာမိတ်တပ်တွေအနေနဲ့ဒီနီလန်းကိုသာရွေးချယ်ခဲ့မယ်ဆိုရင်တသားအင်အားတသိန်းခွဲလောက်အထိအသုံးပြုရနိုင်တယ်လို့မှတ်ချက်ပြုထားပါတယ်အချက်လက်တွေရတော့လက်ရှိဥရောပနိုင်ငံတွေအားလုံးပေါင်းရဲ့ပြင်းပြတပ်အင်အားဟာတသား1.5 တန်းဖြစ်တယ်လို့သိရပါတယ်ဆိုတော့ဥရောပနိုင်ငံတွေကယူကရိန်းအတွက်သူတို့ရဲ့စုစုပေါင်းအင်အားရဲ့7 ပုံတစ်ပုံလောက်သုံးရမှာဖြစ်ပါတယ်ဒါကြောင့်ယူကရိန်းတွေကိုသာဥရောပမဟာမိတ်တပ်ဝင်မယ်ဆိုရင်ဘယ်ပုံဘယ်နည်းနဲ့တပ်ဖြန့်ချသွားမလဲဆိုတာကလည်းအရေးကြီးပါတယ်ဒီကိစ္စနဲ့ပတ်သက်လို့ဥဆောင်သူပြည်တင်ကတောင်သူတို့အနေနဲ့ယူကရိန်းမှာတပ်ဖြန့်ချထားဖို့အသင့်ရှိတယ်လို့သာပြောထားသေးတာပါဒါပေမဲ့လည်းဥရောပနိုင်ငံတော်တော်များများကတော့ရုရှားနဲ့တိုက်ရိုက်စစ်ဖြစ်တာမျိုးကိုအတက်နိုင်ဆုံးရှောင်လွှဲကျင်ကြတယ်လို့သိရပါတယ်ကျွန်တော်ကတော့ဥရောပမဟာမိတ်တပ်ကကုလသမဂ္ဂငြိမ်းချမ်းရေးတပ်တွေလိုအသုံးမဝင်ဖြစ်ရလောက်အောင်လည်းမဟုတ်တယ်လို့ရုရှားဘာလို့ထိတ်တိုက်ရင်ဆိုင်သွားမယ်ပုံစံမျိုးမဟုတ်ပဲအဲ့ဒီနှစ်ခုကြားကြပုံစံတစ်ခုနဲ့သာယူကရိန်းမြေမှာတပ်ဖြန့်ချထားလိမ့်မယ်လို့ထင်ပါတယ်အဲ့ဒီချိန်ကျရင်လေကြောင်းထောက်ပံ့မှုနဲ့လေကြောင်းလုံခြုံရေးအတွက်လည်းဥရောပမဟာမိတ်တပ်ကတာဝန်ယူပေးမှာအသေးချပါပဲဥပမာနေတိုတပ်ပေါင်းစုရဲ့ဝေဟင်ကင်းလက်စစ်စင်ရေးပုံစံလိုမျိုးအကူအညီတွေပေးမှာဖြစ်ပြီးရုရှားရဲ့ခြေလှမ်းတိုင်းကိုစောင့်ကြည့်နေနိုင်ပါတယ်စစ်စင်ရေးတိုင်းကတော့ပါဝင်တဲ့နိုင်ငံအားလုံးရဲ့သဘောတူညီမှုလိုအပ်နိုင်တာကြောင့်တစ်ခါတလေမှာတနိုင်ငံနဲ့တနိုင်ငံသဘောထားမတူနိုင်တာတွေကနေတဆင့်နှောင့်နှေးကြမ်းကြာမှုတွေလည်းကြုံရနိုင်ပါတယ်အခုလောလောဆယ်မာတင်ကိုဥရောပမဟာမိတ်တပ်အတွက်နောက်ထပ်ပြဿနာတစ်ခုလည်းရှိနေပါသေးတယ်။ဘာကြောင့်လဲဆိုတော့အခုချိန်မှာဗြိတိန်ကသာယူကရိန်းတဲကိုဥရောပတပ်တွေဝင်ဖို့အသင့်ဖြစ်ပြီလို့ထုတ်ဖော်ပြောကြားရုံပဲရှိနေသေးတာပါ။ဒီညမှာလည်းရုရှားယူကရိန်းစစ်ဆက်ညှိနှိုင်းမှုပေါ်မူတည်ပြီးတော့သာလှုပ်ရှားသွားမယ်လို့လည်းပြောထားသေးတာဖြစ်ပါတယ်။ဆိုတော့ဒီကိစ္စကရုရှားနဲ့လည်းအများကြီးသက်ဆိုင်နေတယ်လို့ပြောနိုင်ပါတယ်။အရင်ဆွေးနွေးညှိနှိုင်းမှုတွေတုန်းကတော့ယူကရိန်းမှာဥရောပမဟာမိတ်တပ်တွေဝင်ပြီးစောင့်ကြည့်ပေးမယ်ပြောတိုင်းရုရှားဘက်ကပယ်ချခဲ့တာကြီးပါရုရှားယူကရိန်းစစ်ပွဲအလုံးမှာယူကရိန်းကိုထောက်ပံ့ကူညီပေးသမျှအစီအစဉ်တိုင်းကိုပူတင်ဘက်ကအပြတ်သက်ပယ်ချထားခြင်းတယ်လို့လည်းဩဂုတ်လတုန်းကသတင်းတွေထွက်ခဲ့ပါသေးတယ်ထရန့်နဲ့ပူတင်တို့အလက်စကာမှာတွေးဆင်ခဲ့တုန်းကလည်းပူတင်ကလုံးဝလက်မခံနိုင်ဘူးလို့ပြောခဲ့ကြောင်းသိရပါတယ်ရုရှားနိုင်ငံသားရေးဝန်ကြီးဆာဂေးလက်ဘရော့ကလည်းယူကရိန်းတဲကိုသာဥရောပတပ်တွေရောက်လာခဲ့မယ်ဆိုရင်ရုရှားယူကရိန်းစစ်ပွဲကိုနိုင်ငံခြားတိုင်းပြည်တွေကဓာတ်ရိုက်ဝင်ရောက်ပတ်သက်မှုအဖြစ်ပဲမှတ်ယူရလိမ့်မယ်လို့ပေါ်ပေါ်တင်တင်ပဲပြောထားတာပါ။ဒါကြောင့်ဗြိတိန်နဲ့ဥရောပနိုင်ငံတွေအတွက်ရုရှားကအခက်ဖြစ်လာမှသိကြနေပါတယ်။ဆိုတော့သူတို့တွေဘာဆက်လုပ်နိုင်မလဲ။ပြည့်စုံတဲ့ကမ္ဘာကြီးမှာတော့ရုရှားနဲ့ယူကရိန်းကြားမှာမျှတတဲ့ငြိမ်းချမ်းရေးသဘောတူညီမှုတစ်ခုရသွားမယ်။ရုရှားကလည်းငြိမ်းချမ်းရေးကိုထိန်းသိမ်းနိုင်ဖို့အတွက်ဥရောပမဟာမိတ်တပ်ကဂျားဝင်စောင့်ကြပ်ပေးတာမျိုးကိုလက်ခံသွားနိုင်ပါတယ်။ဒါပေမဲ့လက်တွေ့ကမ္ဘာမှာတော့ဒါ
ဒါကဘယ်နည်းနဲ့မှဖြစ်လာဖို့မရှိပါဘူးဆိုတော့ဥရောပနိုင်ငံတွေအနေနဲ့ပူတင်ကြိုက်ကြိုက်မကြိုက်ကြိုက်ဥရောပမဟာမိတ်တပ်ကိုယူကရိန်းတဲ့ဆစ်လွတ်သွားမှလားမေးစရာဖြစ်လာပါတယ်ဒါဆိုရင်တော့ဖြစ်လာနိုင်မဲ့အခြေအနေတွေကစိတ်ဝင်စားဖို့ကောင်းနေမှသိချပါပဲဒါပေမဲ့လည်းလက်ရှိချိန်မှာရုရှားယူကရိန်းစစ်ပွဲကတော်တော်နဲ့ပြည်ုံမှာမဟုတ်တယ်လို့ငြိမ်းချမ်းရေးသဘောတူညီမှုရဖို့ကလည်းဝေးနေသေးတာကြောင့်ဗြိတိန်နဲ့ဥရောပနိုင်ငံတွေဘက်ကပြင်ဆင်ချိန်ရနေပါသေးတယ်ဗြိတိန်ကာကွယ်ရေးဝန်ကြီးဟီလီကဥရောပမဟာမိတ်တပ်တွေအနေနဲ့ယူကရိန်းတဲကိုဝင်ဖို့အသင့်ဖြစ်နေပြီလို့ပြောခဲ့တာကအောက်တိုဘာလ20ရက်နေ့မှာဖြစ်ပါတယ်။အဲ့ဒီချိန်မှာ Trump ကလည်းဟန်ဂေရီမှာငြိမ်းချမ်းရေးအတွက်ပူတင်နဲ့တွေ့ဆုံဆွေးနွေးသွားဖို့စီစဉ်နေတာပါ။ဒါကြောင့် Trump ကိုတွန်းအားပေးတဲ့အနေနဲ့ဒီစကားကိုပြောလာတာလည်းဖြစ်ကောင်းဖြစ်နိုင်ပါတယ်။ Trump ကလည်းကျွန်တော်ပြောခဲ့သလိုပဲရုရှားယူကရိန်းစစ်ပွဲမှာမိစတစ်ဖက်ရင်းပုတ်တစ်ဖက်ကစားနေတာကြောင့်အခြေအနေတွေကတော့ထူးမလာသေးပါဘူး။စတင်ဘာလတုန်းကဆိုရင် Trump ကယူကရိန်းအနေနဲ့ငကွန်းနယ်မြေ area အတိုင်းပြန်ရသင့်တယ်လို့ပြောခဲ့တဲ့ Trump ကဟန်ဂေရီမှာပူတင်နဲ့တွေ့ရမယ့်ရက်နီးလာတဲ့အချိန်မှာယူကရိန်းတွေနဲ့နယ်မြေပိုင်တဲ့အချို့ကိုပေးဆက်သင့်တယ်လို့ပြောလာခဲ့ပြန်ပါတယ်။ဒီစကားတွေသဘောထားတွေကယူကရိန်းသမ္မတဇယ်လင်စကီကိုဒေါသထွက်စေသလိုတစ်ဖက်မှာလည်း Trump နဲ့ပူတင်ဆွေးနွေးမှုတွေမပြေလည်သေးပါဘူး။ဒီလိုနဲ့ပဲအောက်တိုဘာလ22ရက်နေ့မှာတော့ဟန်ဂေရီဆွေးနွေးပွဲကိုဖျက်သိမ်းလိုက်ကြောင်း Trump ဘက်ကကြေညာလာခဲ့ပါတယ်။ပူတင်နဲ့ဖုံးပြောဆိုမှုတွေမှာအခြေအနေကောင်းပေမဲ့ရုရှားဘက်ကငြိမ်းချမ်းရေးနဲ့ပတ်သက်လို့ဘာဆိုဘာမှလုပ်နေတာမျိုးမရှိနေဘူးလို့ Trump ကစိတ်ပြက်လက်ပြက်နဲ့ပဲပြောလာခဲ့တာပါ။အမေရိကန်နိုင်ငံသားရေးဝန်ကြီးရူဘီယိုနဲ့ရုရှားနိုင်ငံသားရေးဝန်ကြီးလက်ဘရော့တို့ကြားဆွေးနွေးမှုတွေကလည်းအဆင်ပြေမှုတွေနဲ့အဆုံးသတ်ခဲ့တယ်လို့သိရပါတယ်။အမေရိကန်ဘက်ကငြိမ်းချမ်းရေးဆွေးနွေးဖို့အတွက်လက်ရှိချိန်မှာစစ်မျက်နှာပြင်အချို့ကိုရပ်တန့်ထားသင့်တယ်ဆိုတဲ့တောင်းဆိုချက်ကိုရုရှားဘက်ကဘယ်လိုမှလက်မခံပဲဖြစ်နေတာပါဆိုတော့ဗြိတိန်နဲ့ဥရောပနိုင်ငံတွေဘက်ကမဟာမိတ်တပ်ဖွဲ့ပြီးယူကရိန်းတပ်ကိုဝင်ဖို့ဘယ်လောက်ပဲအသင့်ရှိရှိငြိမ်းချမ်းရေးသဘောတူညီချက်မရသေးသေးတော့အခွင့်အရေးမရနိုင်သေးဘူးလို့ပဲပြောနိုင်ပါတယ်လောလောဆယ်မှာအရာအလုံးကမသေးချာမကြေရာတွေနဲ့သာပြည်နေနေသေးတာပါဒါပေမဲ့လည်းဥရောပနိုင်ငံတွေဘက်ကတော့အမေရိကန်လိုမဟုတ်ဘဲသူတို့ကယူကရိန်းဘက်မှာအမြဲတမ်းအသင့်ရှိနေတယ်ဆိုတာကိုတော့ဒီခြေလှမ်းတွေကထင်ထင်ရှားရှားပြသနေပါတယ်